တန်းကြွယ်သူတထေမင်းသားဟာသူအသစ်ဆက်ဆက်လက်ထပ်ထားတဲ့ဇနီးလေးချမ်းပြန့်ပေါ်မှာထိုင်စားနေရအောင်မြင်ပြီးအံ့ဩသွားပါတယ်။ကောင်မလေးကတုံတုံရင်ရင်နဲ့သမီးကိုမရိုက်ပါနဲ့ဘလို့ထိုင်ရမလဲမသိလို့ပါဆိုပြီးကြောက်လန့်တကြားတောင်းပန်နေတာပါ။တကယ်တော့ဒီကောင်မလေးရဲ့ဘဝဟာတော်တော်ကိုတနာဖို့ကောင်းပါတယ်။မိထွေးဖီသူကအိမ်ကိုအပိုင်စီးချင်တာကြောင့်သူ့ကိုအတိညာ9နှစ်အရွယ်လေးဖြစ်အောင်နှိပ်စက်ပြီးခွေးတွေနဲ့အတူထားခဲ့တာပါ။အခုလေစီးဝါးရေးအတွက်ကောင်မလေးကိုတကြေးတယောက်နဲ့အတင်းပေးစားဖို့ကြံစည်ခဲ့ပါတယ်။ဟိုတယ်ရောက်တဲ့အခါကောင်မလေးဟာကြောက်လန့်တကြားနဲ့ထွက်ပြေးရင်လမ်းမှာမင်းသားနဲ့သွားဆောင်ခဲ့ပါတယ်။မင်းသားမှာကငေစဉ်ကလေးကကုမုံမရတဲ့ရှားပါယောဂါရှိနေပြီးဖြူစင်တဲ့မိန်းကလေးတယောက်ရဲ့အနားမှာနေမှယောဂါပြောက်မှာပါ။မင်းသားဟာဒီကောင်မလေးကိုမြင်မြင်ချင်းပဲချစ်သွားခဲ့တယ်လို့ထူးဆန်းစွာနဲ့ပဲသူ့ရဲ့ယောဂါတွေလည်းတက်တာသွားပါတယ်။အဲ့ဒီအချိန်မှာပဲဒီကောင်မလေးဟာသူ့တသက်လုံးရှာဖွေနေခဲ့တဲ့အသက်ကယ်ရှင်လေးဖြစ်မှန်သူသိသွားပါတော့တယ်။